ပြန်ဘာမှမစွတ်ခူးနိုင်တဲ့လက်နှစ်ဖက်ကလက်အုပ်မချီပစ်ထားလဲလက်နှစ်ဖက်စာနှစ်များကြအမျော်တွေလမ်းမတဆုံထားခဲ့နိုင်တာပဲရှိတယ်ကို့အညွန်လေးတလူလူအတွက်မိခက်လက်လေးတွေချိုးချိုးပေးရဒီလောက်တောင်ပဲလားသားရဲ့ပြန်ခဲ့ပါမေယုံကြည်ချက်နဲ့မာနတရားဆိုတာဒီလိုရှိပါတယ်ဆိုပြီးရသမျှဒုက္ခတွေမိတ်စီခဏခဏပြန်ရောက်တယ်မေပေးခဲ့သမျှတွေကဟောင်းလွမ်းပျောက်ရှာပျက်စီးဆွေးမြေ့ပြီကိုပေးခဲ့တဲ့အမျော်တွေသာညနေတိုင်ရင်လမ်းမထွက်တဲ့မျက်ရည်တွေဖြစ်ခုတော့စိတ်ညစ်ညစ်ရှိတယ်မိပခနဲ့လွဲသိတဲ့လူမူပြီးမှအိပ်ကျော်နိုင်ပါ